吧？你拿完了，开始那活了嘛的完了。အားလုံးမင်္ဂလာကျွန်တော်ဒီနေ့ကတော့ခဲဆွဲဖြစ်ပါကျွန်တော်ဒီနေ့မှာကျွန်တော်ဒီမှာ俺们录干吧？今天俺拿出来，今天了，也他给那土色样去吧？我龙王都管我养走嘛，我他说养走我不吧呢？กูสับยางผิดไปเอามาอยู่จะไล่สอกเฟอร์โลเก็บเอามาลสกับไก่โอเคตรงนี้กูยาမလုပ်မလို့ကျွန်တော်ဒီနေ့မှာโอเคဆိုကျွန်တော်ဒီနေ့မှာဒီနေ့တည်းကိုရရထားပါတော့ ဟိုရထားပြီးနေမှာပြတာဟိုအယောင်းတော့မပေါ့အဲ့ဒါဆိုကျွန်တော်ဒီမှာပဲပေါ့ကျွန်တော်ကအလီနာအိုးဝေးပဲ သူ့ဝင်လိုက်တော့โอเคစားလိုက် let's go အဆက်တော့ဝင်ရမှာအားရှိတဲ့ပစံတော့โอเคဒီနေနေပတ်စပ်ပြီးနေတာဒီမဒီယိုလာအော်ရ1 2 3အော်โอ้ยသွားကြပါလို့ရှင်းနေကြတယ်အော်ကဲကြပါမမြင်မအဲ့ဒါမောင်းရမှာမောင်းဘာဖြစ်တယ်မောင်းလို့ရတယ်ဘယ်ဒီကောအစ်တက်လိုက်တယ်အေးလာဒီယိုလာလို့နော်ဒီယိုလာအနောက်အတက်လူကြောက်နေပါလားဒီကနောက်ပြနေပါလားတော်အော်မပြုတ်ကြရောဒီမှာတော့တော့ဒီမှာလဲဟိုရတယ်ဆိုညမရဆိုအော်ဒီမှာမတက်ရသေးရတော့သူပြေးသွားလားမပြေးမသွားတဲ့ရဲထားခဏရဲတာသူတို့ပြေးသွားလိုက်သူတို့အကောင်လောက်တယ်ရှေ့သွားပါလားမင်းပြေးသွားအလားပြုတ်ကြရတယ်ပြုတ်ကြတယ်မပြုတ်ကြဘူးကြည့်နေပြုတ်ကြပါရဲ့ဆိုမြင်သွားလို့အဲ့ဆောက်ကြီးလေရလာခါရဲနေအောင်ခဏရဲရောကမလေးအတိတ်တော့ခါရဲလို့ပြောအေးကောင်းတယ်အေးရနေခါကြီးအဲ့မလာအကောပွဲခံမှာဆက်ဝေးချပါတဲ့ဆိုအဲ့မဒီလာဒီဘောပဲတော့ချွတ်မြာမရတော့ချွေးလို့လာလိုက်လို့မောင်းလို့ရတယ်လာမောင်းမယ်မောင်းမြင်လာလို့လာတယ်တော့အရေးမောင်းလာအိုးကျွန်မတို့ချိုရပြီသွားတယ်ကွာမောင်းပြေးကြတော့ပြေးတယ်မောင်းလို့ရဲ့ပြေးကြတယ်မောင်းတော့ခီးလို့ဒီရဟာခိုးရလဲမြင်မောင်းလို့ရဲ့ဒီဘာလို့ဖြေးကြီးအခုကောလာပြီဟိုကောမြန်လာပြီဟေးဟိုကောင်မြန်လာအမေလောက်လို့အဲ့ကောတီးပါအဲ့ကောပြချောင်းကျွန်တော်တော့မြန်နေရတယ်အဲ့ကောငါတို့ပြုတ်ကြပါဟိရောပြေးသားလို့ပြေးလာပြီကြောက်တယ်โอ้ยဟိုကောပြချောင်းရှာချင်လို့ဘရိုလို့ရခေးစောချစ်ဟေးနေမလို့မလို့ဘတ်နေနေရှာရဲမနေဘူးโอเคနောက်ခဏရွှေနောက်တစ်ခုရွှေလိုက်ချလာပုံမှန်ရွှေအဲ့ဒါတို့တော့ဝိုင်း
ဒါသူတို့အရေးပေးသွားသူတို့အရေးပေးသွားဒါကြီးရဲ့အနောက်ပြန်ဆုပ်နေတာလာရွှေပါပြပေးတော့လိုက်ကွာတို့အသေးတော့ပါ အတေးတော့မင်းမသွားလို့မှန်တယ် ဒီပေါ်အရှိရသွားတာ အာရရ ရလိုက်အဲ့တော့ တော်တဖြည်းချင်းတော့လို့တွန်းနေတယ်ဟဲဘိုက်တွန်းအကူကြီးတွန်းလိုက်တယ်ဟုတ်တယ်ကျေးကောင်းတယ်ဗောနော်အိုးပါစက်တော့ဝင်မအိုးမွေထိုးတော့ထိုးရှင်လိုက်မွေထိုးတော့မွေတေးပြီ ရေကောင်းမြင်လာပြီ ဟေးကမအော်တေးပါ အဲ့ကြောင့်မြင်မလာကြပါနဲ့ဘုတို့ ဟုတ်ပါတယ်နေရာကြီးလည်းဖြည်းလာလေးပါပြမယ်ဗောနော်ချစ်ပြီးခဏနေကျမပြမယ်ဗောနော်ဟဲ့နော်အရင်စပြုတ်ကြပါပြမယ်ခဘရိုတို့ရေပြလိုက်အောင်ဆက်မောင်းတယ်ဘလူးကြီးပဲပြီဟောအောက်ရောက်ဝိုင်းဘလို့ခဏနေပါပြတော့ပဲပေါ့ရွှေ နေတာရှိတာပေါ့ ရိုင်းပါ ရောက်တော့မရ ဒါတော့ရိုင်းပါဒါတော့ရိုင်း ရပြီရ အော် ရကတော့မရိုင်းတော့ကွာရက်ပြီးတော့သွားလိုက်တာ အမဒါတော့မရိုင်း တီရှိလား ခရသာ ပြန်သာ မအပြေးစီမမဲအောင်ကြည့်ပါဘူး မလုံးနဲ့တေးဝိုင်းပြန်စားဖို့မလဲခရီးကိုရှိသွားမယ် โอเคပါတော့မအစီပဲသွားမှာဆိုတော့နည်းတော့ကြောက်လို့လက်ကတ်တယ် ဟိုကောင်မဟိုရွှေအောင်နဲ့ကောင်မတွေတော်မဲရိုင်းတာတိုက်တယ်ဗလား တူလို့ဟိုကောင်မဖြစ်ကြပါ တတိအမလည်းအမိုက်ဒီအမလည်းပြအောင်တတိရွှေလား မသိဟိုရွှေတွေကတော့အပေါ်ပါပဲအေးစေး အစီပဲပါဆရာအိုးဝိုင်းနဲ့ဟာရပြီဟုတ်ဆရာကြီး အေးအဲ့ဒါရှော့တော့အဲ့ဒါတော့ရှော့ အောက်ငုတ်တာမဟုတ်ရင်ဗာလေတစ်အရက်ပူတော့လေဦးရရရှိအိုးမဟုတ်ရောက်ပြီလားအပြေးကြတယ်မနော်ပြေးတော့ကြည့် အဝေးတော့ဝေးပဲ တော်ဝေးတယ် ဘာဆက်တယ်ဝေးအောင် အော်ဟိုမရွှေ ပြပါ မရွှေလေဝိုင်းနေရတယ်ဟိုမလေးရွှေ အေး ရွှေလေးပြတာဝိုင်းမပြုတ်ကြလေဦးမရွှေကျုံကြတယ် မူတပိလာ Hello ဆက်လက်ပြရပါဆက်လက်ပြရပါနဲ့မပြောโอเคဆက်ပါပါမယ် တတိလေးပြရဝိုင်းကြည့်ကြရဟိုတတိလေးနိုင်တော့မေး အေးအဲ့တော့လာပြီရက်လိုက်တော့ မင်းအော်အဲ့ဒါ တော့လုံလုံးရတယ်ကွာ အဲ့ဒီမြန်းနဲ့သူမောင်းတာဟိုမှာသူစတယ်မရွှေရထားမရွှေရထား ရွှေရထားမဟုတ်တန်းသူပဲရွှေရထားနဲ့ ရွှေရထားကဘာလဲ၄ခုလောက်မှာလူတွေတော်များစီလို့ရရဲ့ဟာမတော်လား
အေးအများကြီးပဲ အေးသွားမှာ မတော်ဘူးဘာပြည့်ရွှေရတော့မရှိ အဲ့သူများတော့မျက်စိကြီးကြာ ဟဲ့ဟိုကလူးလား ဟမ် အားမတော့ အမြင်အော်ကြောက်တယ်ဖြည်းသွားအပေါ်လည်းရောက်တယ်မပဆက်လည်းရောက်တယ်ပုံလက်ဒီလက်ကလည်းရောက်မပဆက်လည်းကြောက်တယ်တော့ကြောက်ပါတယ်ဒီမင်းလည်းလိုက်အများကြီးပြီးပါနော်သမီးချစ်လို့ပေါ့နော်ကိုလောက်တွေ့ကိုလိုက်ပြီးပါအိုးမအိုးဗလာကြီးနေကြည့်ကြပါဦးဒီအပြာရောင်နဲ့အပြာရောင်နဲ့အဝါနဲ့အစိမ်းရောင်လေးတွေ့ကြမသိပါမျက်နှာတော့အမဲရောင်ပါ ကျောင်းလိုက်ဆော့ခွဲပြီလား ရောက်တော့မယ်ပေါ့နော်ရီရီတခွန်ဖြစ်နေအိုးအမြင်အိပ်ပဲသွားအိုးမရထားရွှေရအိုးမတွေ့လား ဟုတ်တယ်ဟုတ်ပါလေ ရထားရွှေရ အများကြီးပဲသူတဲ့ရ အော်လေးခုလောက်မှ လူတွေမပါဘူး မဟိုတယောက်တည်းစီးတယ်တူတယောက်မဟိုအော်ဝိုင်းဖြစ်ပြီသူကအော်တိုမောင်းတာမောင်းဆရာမလို့အော်တိုမောင်းတာဖြည်းမပြုတ်ကြပါအလကားဖြည်းမရှိရွာမယ်ဖီးရောဆက်ရရောက်ဆက်အများကြီးပဲဆက်ရရောက်ကမှာအများကြီးပဲဆက်တော့အော်ဖြည်းလို့โอเคနည်းနည်းရောက်တော့မယ်ပေါ့နော် နဲ့အဝေးကြီးကျန် တော်ဝေးကြနေတယ်မဟုတ်ဖီရိုရေးတော့ရှိတယ် ဗီဒီယိုရှင်25 20တိပဲပေါ့ 20ဟုတ်80တိပဲတယ်နော်80တိပဲတယ်နော်80မော်စတော့ရှိဝါမှာဆိုလို့နော်ဘယ်လိုအရှိပြေဝါမှာဆိုလို့တရားတိမတင်တော့ပါဘူးဟိုကျတော့ တရားအရှိပဲဒီ ဟုတ်တယ်တရားတိတင်လို့မရတော့ဘူးလို့ 80နဲ့တင်လို့မရဘူး 80လည်းတင်မှာ 20နဲ့တင် 20မြန်မာ20ဟုတ်မှာ20ရှိပဲတင်လိုက်တော့โอเคပါစိတ်တင်ကြရအောင်ဟာဖြည်းသွားလို့40လောက်ပဲထားတာ 40မဟုတ်45ထိထားလိုက် ရွှေရောင်ပြောက်သွားမင်းရတယောက်ပဲကျွန်တော် မဟုတ်တို့နိုင်ဝါကြီးပြတ်တယ် ရတယ်ပြကြပါပြီ အဲ့တော့လေသူတို့ရှာရှိမှာအေးထားမယ် ဟိုရွှေရောင်နေတော့ဟိုမ ဥမာလည်းဥမာ ဟိုမ ဟိုနည်းနည်းလေးပဲခုမှနည်းနည်းလေးပဲရောက် တော်နီး ဟုတ်မှာဟုတ်ရွှေရထားဆိုဟိုခါအခုလာစီးလိုက်တာကြည့်လို့ပြုတ်ကြရွှေရထားအလကားကွာဆက်ရဝင်နေပဲကျန်တော့ဆက်ရဝင်နေပဲကျန်ဟုတ်တယ်ဒီမစားနဲ့ ရမယ်ဟိုကလည်းပြကြပါရွှေရောင်နေတာမသိဘူးချက်မြင်လိုက် ရွှေရအဖြေတော့မဟုတ်ပါဘူးမရောက်တော့ဒီတယောက်တည်းစီး ဘာလဲမဲ အော်မရွှေဘိုင်းလေဟိုမှာအနီရောင်ကြီး ဟိုမ ဟိုမှာလေဒီမှာအဲ့ဒါကောပေါ့အနီရောင်လေးတွေ့မခါပေါ့သလား လူတွေ လူလေဟိုမှာရှိလို့ အများကြီးပဲကျန်နေတယ် တော့များတယ်ဟိ80တိပဲတင်တော့မယ် 20လို့ ရှစ်20 okay next ပြမလို့ပြတော်မြန်လို့လိုက်တယ်အစားပြန်မပြောကြပါဘူး
အိုခက်လိုက်ဇက်ရဖို့နည်းနည်းပဲကျန်တော့ဇက်ရဖို့နည်းနည်းပဲကျန်တော့အိုဗလားလေးအများကြီးပဲအော်ငုတ်ကြည့်ရတော့ကြောက်စရာ ကိုဆွေရရောမီရ ဘယ်မှာလဲဟိုးအောက်ကလားအော်ဟိုမှာအဲ့နာမီမြင်ရတယ် ဒီမှာ ဟိုမှာအခုအားမြင်ရတော့တိတ်ဟိုမှာဟိုကအော်အနီးရောက်ရထားလေးရှိတယ်ဘယ်လိုကြီးလဲအော်ဟိုမှာရောက်လေလို့ရတာမို့လဲခဲ့ပါတယ် ဒီမှာ ဟိုမှာလေအနီးရောက်ဆင်းရအောင်ပါလေ အော်ရေလေ ဆင်းရအောင်လို့ရွှေရအောင်လို့ပါလေမို့လဲခဲ့ပါတယ်ကွာခဏနေစားမယ်စားတော့နားနေရှင်းနိုင်တယ် ဟို50ချက်လေးလောက်ထားလိုက်40တော့မြန်နေ အဲ့ဘာလဲဘာလာယူတယ်မင်းအောင်ဘာလာပြေးပေးပါ လက်ရရမို့နည်းနည်းလေးပဲကျန်တော့ နည်းနည်းပဲကျန်တော့ပါတယ်ဒီနေ့တော့မီရောဟုတ်ကဲ့ဆိုမိကြီး ။အဲ့ဒီပါစက်လည်းရအောင်ဆိုတော့အဲ့ဒီပါစက်လည်းရအောင် မစတဲ့ရောက်ဒါနည်းနည်းလေး ။ဟိုကောင်ပါစက်လည်းရအောင်။ဟိုကောင်လက်ခေါင်းနဲ့ရောက်သွားဟိုကောင်လက်ခေါင်းလေ ခေါင်းနဲ့ရောက် အင်း လက်ကောင်းလက်ကောင်း ခေါင်းโอเคခေါင်း ရောက်တော့မယ် ထဲမှာဘာလီရှိလဲလို့ကြည့်ကြလိုက်ရအောင် ရောက် ။ဘာလို့ရောက်อ่ะမောင်းနေစီကောင်ကမဟုတ်စီမကောင်လေးဘူးအပြားကြီးပဲကျန်နေရဲ့။ဟာရောက်ဆိုရင်မဟုတ်လဲခဲ့ပါလေကွာ။မဟုတ်ပြောရှင်နေနေပြီပါ။ရောက်ပြီ ရောက်ပြီ ရောက်ပြီ 20ရောက်ပြီပါ15ရောက်ပါဒီကနေ့တော့စောတာတော့ကျင်းတယ် မြန်လိုက် ကဲပါရမယ် အိုး ဒီဝါဘီအော် ခါရောက်လေးပိုက်နည်းနည်းသူတို့ပြလိုက်အရောက်လေးပိုက်တကယ်ကြီးလို့နည်းနည်းပြလိုက်အိုးအိုးလေးဘဝဝယ်လို့ရတယ်အိုးမမလေးစကင်ပြောင်းလိုက်ရမကြိုက်ပါဘူးမခလိပဲကြိုက်တွန်းမသားကြည့်ထားလို့တွန်းအစားပြထားပြီ အာမင်းအမသိရတော့ ဟုတ်တယ် အော်မဟုတ်ဘူး ဟုတ်တယ် တော့ဘာရဒီတိုင်း ဟိုမှာရွှေဒီနေ့ကတော့တော့ပါပဲဒီနေ့ဖေးကိုရတော့တော့ပါပဲအမဘိုင်ချစ်ပါရနော်